ဝေပါကျွန်တော်ချက်စီတင်ကိုအပိနေကြရဲ့ brother ညီကိုပရိသတ်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခါညောင်းပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်အနေနဲ့ပရိသတ်တွေရဲ့ဆန္ဒနဲ့ကစားသမားတွေရဲ့ဆန္ဒနောက်ပြီးတော့အသင်းရဲ့ဆန္ဒလွန်ဆွဲရမယ့်လာမယ့်နွေရာသီမှာတွေ့မြင်ရဖို့ရှိတဲ့အပြောင်းရွှေ့နှစ်ခုနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရတဲ့ update လေးတွေကိုပြောပြပေးသွားမှာပါဆိုပထမတစ်ခုကတော့ Christopher Nkunku ဖြစ်ပါတယ်ဆိုအားလုံးသိတဲ့အတိုင်း Nkunku က Chelsea ပရိသတ်တွေတော်တော်များများသဘောကျရတဲ့ player တယောက်ဖြစ်တယ် Nkunku ကို Chelsea သင်းခေါ်ခဲ့စဉ်တုန်းကပရိသတ်တွေဟာထောက်ခံခဲ့တယ်ဆိုအပြောင်းရွှေ့တစ်ခုဖြစ်ပြီဆိုလို့ရှိရင်ပရိသတ်တွေရဲ့ထောက်ခံမှုရရှိခြင်းမရရှိခြင်းဟာဆိုလို့ရှိရင်လည်းအမြဲတမ်းကျွန်တော်တို့တွေ့ကြုံရလေးရှိတယ် transfer ရတာတွေကတခုပေါ့နော်အဲ့လိုမျိုးကြည့်မယ်ဆိုလို့ရှိရင် Nkunku ကပရိသတ်ကြိုက်တဲ့ကစားသမားဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့် Nkunku ဒီ Chelsea သင်းမှာရှေ့ကနီးပြနေတဲ့တုန်းကလည်းနေရာတနေရာအခိုင်အမာရဖို့အတွက် struggle လုပ်ခဲ့ရတယ်သူ့ရဲ့ injury တွေကြောင့်ရောတခြားသော factor တွေကြောင့်မှသူဒီအခုချိန်ထိလည်းပွဲထွက်ခွင့်နေရာအတွက်တိုက်ပွဲဝင်နေရဆဲဖြစ်တယ်အမှန်တိုင်းပြောရင် Chelsea သင်းသူ့ကိုခေါ်ယူခဲ့စဉ်တုန်းကဘာပဲပြော Bundesliga မှာသူတီဂိုးသွင်းမို့ဆိုတယောက်ပဲသို့သော Chelsea သင်းကိုရောက်တဲ့အချိန်မှာသူ့ role ကအမျိုးမျိုးပေါ့နော်အမျိုးမျိုးသမုတ်ကြရင်းနဲ့ second striker ဒုက္ခ striker တော့ midfielder စသဖြင့်ပြောရင်တကယ်တမ်းမှာတော့ကစားသမားဟာသူ့ရဲ့ injury ကြတဲ့ကြောင်အဲ့လိုမျိုးနေရာအတီးကြမရှိမှုနဲ့ပဲနောက်ဆုံးတော့အရန်လို plan B လိုနဲ့အသင်းမှာနေရာတနေရာအတွက်အမကန်ညာမရှိတဲ့အချိန်အခုနောက်ဆုံးတက်တဲ့အနေအထားတွေအရChelsea ကရောင်းမယ်ကစားသမားလည်းထွက်ချင်တယ်ဆိုတဲ့အနေအထားမျိုးကိုသွားတဲ့အချိန်အခုညှိနှိုင်းမှုအဆင်ပြေလို့သိရတယ်အဆင်ပြေတယ်ဆိုတာစက်နေဖို့တော့မဟုတ်ဘူးwin-win situation သွားဖို့အတွက်ကိုနှစ်ဦးနှစ်ဖက်တာဝန်ရှိသူတွေအနေနဲ့လက်ခံတယ်ဆိုတဲ့အနေအထားမျိုးဖြစ်တယ်Nkunkuရဲ့တာဝန်ရှိသူတွေဘက်ကလည်းငါတို့ကစားသမားကိုအသက်အရွယ်လည်းအတိုင်းအတာတစ်ခုထိရလာပြီးဖြစ်တဲ့အနေအထားမှာလက်ကျန်သူအကောင်းဆုံးကစားသမားဘဝအချိန်တွေကိုဘယ်နေရာမှာပဲဖြစ်ပုံမှန်ပွဲကစားခွင့်ရနိုင်မဲ့အနေအထားမျိုးတွေဆိုလို့ရှိရင်ငါတို့သွားကျင်တယ်အဲ့ဒီအတွက်မင်းတို့ဘက်ကလည်းဈေးကိုစွတ်တင်တာမျိုးမလုပ်ဖို့ပေါ့နော်ပြောရရင်တော့အပြန်အလှန်ပေါ့ Chelsea သင်းဘက်ကလည်းရောင်းကျင်တယ် okay အဲ့ဆိုရင်ရတယ်ငါတို့ဘက်ကလည်းအတင်းမလုပ်ဘူးဒါပေမဲ့ထိုက်တဲ့ပြောင်းရွှေ့ကြီးရရင်ရောင်းမယ်ဟိုဘက်ကလည်းဟုတ်ပြီမင်းတို့ထောက်တဲ့ပြောင်းရွှေ့ကြီးဆိုတာတော့ဟုတ်ပြီဒါပေမဲ့အများကြီးတော့မလုပ်ရဘူးဟိုနှစ်ဖက်အဆင်ပြေမဲ့ကစားသမားစံနာရှိမယ်ဆိုလို့ရှိရင်မင်းတို့အနေနဲ့အတက်နိုင်ဆုံးစဉ်းစားပေးရမယ်ဆိုတဲ့ပုံစံမျိုးနဲ့Nkunkuကဒီလောက်ထားလို့ကျွန်တော်သိရတယ်ဆိုတော့ဒါNkunkuပါနောက်တစ်ယောက်ကတော့ရီဒန်ဆန်ချိုဖြစ်ပါတယ်ရီဒန်ဆန်ချိုနဲ့ပတ်သက်လို့ရှိရင်လည်းအခုချိန်ထိ Chelsea သင်းကတွေးဟာများနေသေးပါတချို့ report တွေမှာတော့ Chelsea ကမခေါ်တော့ဘူးယတိပြတ်တက်လာတဲ့အခောက်တွေလည်းရှိတယ်ဒီလိုပဲ United ကလည်း Chelsea သင်းကိုမယောင်းချရင်တော့မှဆန်ချိုကိုသူ့အသင်းမှာထားမှာမဟုတ်တဲ့အတွက်ဘာညာတာတကားပေါ့နော်အဲ့လိုနဲ့ရှုံနေတယ်နော်အင်မိုရင်ကပဲအဓိကဒီပွဲမှာဟိုကြိုးကင်သူဘာညာစသဖြင့်အဲ့လိုအမျိုးမျိုးထွက်နေချင်းခုနောက်ဆုံးတက်တဲ့သတင်းအရာ reality နဲ့နီးစပ်တယ်အဲ့ဒါကရီဒန်ဆန်ချိုဟာ Chelsea သင်းမှာပျော်ရွှင်တယ်သူရောက်စားကနေအခုချိန်ထိ Chelsea သင်းနဲ့ပူးပေါင်းဆောင်ရွက်ရတဲ့အပေါ် Chelsea သင်းရဲ့ plan တွေပေါ်မှာဆန်ချိုဟာအပြည့်အဝသဘောကျနှိမ့်ချိုက်မှုရှိတယ်လို့ကျွန်တော်တို့သိရသလိုတစ်ဖက်မှာဆိုလို့ရှိရင်လည်း Chelsea သင်းတာဝန်ရှိသူတွေဟာဆန်ချိုကိုအသင်းမှာဆက်ရှိစေခြင်းတယ်လို့ကျွန်တော်တို့သိရတယ်ပြောရရင်ကစားသမားရောအသင်းဘက်ကပါသဘောထားချင်းတိုက်ဆိုင်တဲ့အနေအထားတစ်ရပ်ဖြစ်တယ်ဒါပေမဲ့ဒါကသူတို့သဘောထားချင်းတိုက်ဆိုင်တဲ့ခေါ်ခြင်းနဲ့ဆိုပေမဲ့သူတို့ဆက်ပြီးတော့ဒီအပြောင်းရွှေ့ချောမွေ့နဲ့ဖြစ်ဖို့ဆိုလို့ရှိရင်တခြားသောလက်လန်းမမီနိုင်သေးတဲ့အရာတချို့ပေါ့ကျွန်တော်လက်လန်းမမီနိုင်တဲ့အရာတချို့ကို Chelsea နဲ့ United တို့ကြားမှာဖြည့်ရှင်းရအောင်မယ်လို့ကျွန်တော်သိရတယ်အဲ့ဒါပြီးတော့မှပဲသူတို့အနေနဲ့ရီဒန်ဆန်ချိုရဲ့ transfer နဲ့ပတ်သက်လို့ရှိရင်ပြတ်သားတဲ့ decision ဒီတစ်ခုလုံးနိုင်မှာဖြစ်တယ်လို့ဆိုထားတာပါဒါကြောင့် Chelsea သင်းဘက်ကတော့လက်ရှိမှာဆန်ချိုကိုပွဲတော့ပဲအာရုံစိုက်ဖို့အတွက်တိုက်တွန်းထားတဲ့အနေအထားမျိုးတွေရှိသလိုလာမယ့်နေရာဒီ transfer window မှာ Manchester United အသင်းနဲ့အကောင်းဆုံးအဖြေတစ်ခုကိုရရှိနိုင်ဖို့စူးစမ်းသွားမယ်ဆိုပြီးတော့နောက်ဆုံးတက်တဲ့ report တွေအရတော့ဒီလိုပဲထွက်ထားတာပါပြောရရင်Nkunkuကိုတော့ကစားသမားဘက်ကထွက်ချင်တယ် Chelsea ကလည်းရောင်းချင်တယ်ဆန်ချိုကိုတော့ငါးမှလည်းမထွက်ချင် Chelsea ကလည်းမရောင်းချင်ဘူးဒါပေမဲ့ဒီနှစ်ခုလုံးကဖြစ်သွားမလားမဖြစ်ဘူးလားNkunkuကတော့ဖြစ်ဖို့များတယ်ဆန်ချိုကတော့ဖြစ်မလားမဖြစ်ဘူးလားဆိုတာကျွန်တော်နည်းနည်းလေးလာမယ့်သတင်းတွေကိုပါဆက်လက်စောင့်ကြည့်အောင်မှာဖြစ်ပါကြောင်းပြောကြရင်းနဲ့ဒီသတင်းလေးနှစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်အားလုံးပဲကျေနပ်အားလုံးမျိုးမျှော်လင့်ပါတယ် see you next video ပါနော်